တဲ့လူကြီးတွေဟာနော်လူငယ်တွေကိုရွှေချမှာအနာဂတ်တောက်ပါမယ်ဆိုတော့ဘောပေါ့အဲ့တော့ခုနကပြောခဲ့တဲ့ဥစ္စာတွေမှာပါတဲ့ဥစ္စာတွေမှာမှတ်မိတယ်မလားငါလေးလာငါလာတော့ကလေးဒီလုပ်ခဲ့တာအဲ့ဒါဘဝမှာတော့ကိုစူးစမ်းပါးသားလုပ်ခဲ့တာခုနောက်ပိုင်းတော့လည်းငါခုဆိုလို့ရှိရင်တော့ငါအချိန်ကအလကားကုန်ဆောင်ဘူးပေါ့နော်ဒီစာဖတ်တယ်ပြီးတော့စာဖတ်ပြီးတော့ငါဖတ်ရမှာလားဆိုတဲ့အခါကျငါဖတ်ရတယ်မကောက်ဘူးငါအမှန်တည်းပြောလို့ရှိရင်မူလာတော့ဒီ OBJ တို့ကန်ချောတို့ကိုလိုတီတယ်ကွာတို့ကုန်တော့တီတယ်ငါစာပေရမိုးလို့ခေါ်တယ်ငါ့ကိုစာပေရမိုးတဲ့စာမိုးလူချမ်းမင်းသားတဲ့ဟာနမအဲ့ဝေပိုင်းလေးလုပ်ခဲ့တာခါကျ88ပြီးရော88ပြီးတဲ့အခါကျငါလို့ဒီစာရီပြီးတဲ့အကြောင်းဝေပိုင်းလေးတွေအကြောင်းရှောက်ရေးနေဒီဘယ်တော့မှမသိတဲ့ကလေးတွေငါဘာမှမယုံဘူးလားဆိုတော့အဲ့မှာငါဒီကလေးတွေတော့ငါဘွားကိုငါပြုတ်နေမှာတော့ဆိုမျိုးဆက်တဲ့တိုးတဲ့ပုံစံတော့စာရေးတာပဲကြောက်လျှောက်ဒီနေ့ဒီဟာလာဒီမျိုးဆက်တဲ့မကောင်းလို့ရှိဘာလဲငါဘွားကနေဝင်ရင်မကောင်းနိုင်ဘူး